K-drama လောကရဲ့အလောင်ရဆုံးဇာတ်ကားများ Number 1 The Penthouse Wine in Light အထက်တန်းလွှာတွေရဲ့လောဘနဲ့မာနကြောင့်အောက်ခြေလွတ်သွားတဲ့မကောင်းဆိုးဝါးတွေရဲ့ရက်ဆက်လွန်လှတဲ့လုပ်ရများဒီဇက်ကားလေးကတော့ SBA ရုပ်သံလိုင်းကနေ2020ကနေ2021ထိစီဇန်3ခုအနေနဲ့အပိုင်း48ပိုင်းထိထုတ်လွှင့်ပြသခဲ့ပြီးတော့ပိတ်သက်တွေအသေးအရဒေါ်လာထွက်လောက်အောင်လောင်ရတဲ့ထွေလာဒရမာဇာတ်လမ်းတွေကောင်းကြီးပဲဖြစ်ပါတယ်ကြည့်ရှုနှုန်း rating 30.5 ရာခိုင်နှုန်းအထိစံချိန်တင်ရရှိခဲ့သလို Basin Award နဲ့ SBS Drama Award တို့မှာလည်းစုပေါင်းများစွာကိုတင်ပိုင်းနိုင်ခဲ့တဲ့အထိတကမ္ဘာလုံးမှာဝေါ်ကွယ်နာမည်ကြီးခဲ့တဲ့ဇာတ်လမ်းတွေကောင်းကြီးပဲဖြစ်ပါတယ်မမျှော်လင့်ထားတဲ့ဇာတ်လမ်းလှည့်ကွက်တွေကြောင့်ကြည်ရင်နဲ့ကိုဒေါ်လာထွက်ရတဲ့အထိကိုအလောင်ရဆုံးဇာတ်ကားလေးတွေပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့စိုးမျိုးဂန်နန်ဒေတာရှိအထက်တရမြင့်တဲ့အစင်းမြင့်တိုက်ခန်းကြီးမှာနေထိုင်ကြတဲ့ချမ်းသာတဲ့သူတွေရဲ့အာဃာတအာဏာနဲ့တာသမီပညာရေးဆိုင်ရာရှင်ပြိုင်မှုတွေကိုရင်ထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်ဟဲလာပဲလေးရဲ့ဘယင်မအင်ဆူလျောမာနကြီးပြီးတော့မိမိအတွက်ဆိုဘာမဆိုလုပ်ရတဲ့ချွန်စော်ခြင်းအောက်ခြေကနေရုန်းကန်ဝင်ရောက်လာခဲ့တဲ့အိုယွန်ဟီရိုဂျာကအားပြိုင်မှုတွေနဲ့ဆင်းရဲတဲ့မိန်းကလေးငယ်လေးမင်ဆူအာကဟဲလာပဲလေးကနေပြုတ်ကျတည်ဆုံးပြီးတဲ့နောက်မှာတော့နောက်ကွယ်ကလှုပ်ဝက်ချက်တွေကိုဖုံးကွယ်ဖို့နဲ့လက်စားချေဖို့မိခင်တွေကကိုကျင့်တရားကိုစွန့်လွတ်ကအစိုးဆုံးမကောင်းဆိုးဝါးတွေအဖြစ်ကူးပြောင်းသွားကြတဲ့အခါမှာကိုကြည်ရင်နဲ့ကိုအသက်ရှူမှားရမယ်လှဲကွက်ပေါင်းများစွာကိုကြည့်ရှုရမယ်ဇလန်တွဲကြီးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်အနေနဲ့ကတော့မင်းသမီးအီဂျီယာမင်းသမီးတင်ဆိုယွန်းမင်းသမီးတင်ယူချင်းမင်းသားကြီးအန်ကီဂျွန်မင်းသားပန်အွန်စော့တို့ပါဝင်ထားပြီးတော့ဝေဒီနေနဲ့ကတော့ INDB 7.9 ထိရရှိတာတဲ့မဖြစ်မနေကြည်တဲ့အလောင်ကားကြီးပဲဖြစ်ပါတယ်နံပါတ်2 The War of the Maryပြည့်စုံပါတယ်ဆိုတဲ့အိမ်တော်ကြီးရဲ့နောက်ကွယ်မှာတစ္ဆာဖောက်မှုနဲ့အတူပြိုလဲသွားတဲ့ကဘာကြီးကိုပြန်လည်လက်စာချေခြင်းဒီဇက်ကားလေးကတော့ BBC ဇက်လန်တွေဒေါက်တာဖော့စတာကိုအခြေခံပြီးတော့2020ခုနှစ်မှာ JTBC ရုပ်သံလိုင်းကနေအပိုင်း16ပိုင်းနဲ့ထုတ်လွှင့်ခဲ့တဲ့မဖြစ်မနေကြည်တဲ့ဒရမာထွေလာဇက်လန်တွေတစ်ခုဖြစ်ပါတယ်ကိုရီးယားသမိုင်းမှာကြီးရှုနှုန်း rating 28.3 ရာခိုင်နှုန်းထိရရှိကစံချိန်တင်အမြင့်ဆုံးရရှိခဲ့သလို56ကြိမ်မြောက် Basin Award မှာလည်းအကောင်းဆုံးမင်းသမီးဆုနဲ့အကောင်းဆုံးဒါရိုက်တာဆုတို့ကပါတင်ပိုင်းနိုင်ခဲ့တဲ့အကြီးကျယ်ပေါက်ခဲ့တဲ့အရန်လောင်ရတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်ဇက်လန်လေးကတော့ကိုစံမျိုးရှိမိသားစုဆေးရုံမှာဒုညွှန်ကြားရေးမှူးဆရာဝန်မကြီးဂျီဆွန်ဦးဟာအောင်မြင်တဲ့အလုပ်ကရုပ်ရှင်ဒါရိုက်တာခင်မွန်းလီဒီအိုနဲ့တားဖြစ်သူတို့နဲ့အတူပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ထင်မှတ်နေသူပါဒါပေမဲ့တနေ့မှာတော့ခင်မွန်းဖြစ်သူဟာအမျိုးသမီးယော်ဒါကြောင့်နဲ့နှစ်ပေါင်းများစွာဖောက်ပြန်နေကြောင်းကိုတက်တည်တွေ့ရှိသွားခဲ့ပါတယ်ပိုဆိုးတာကတော့ဒီမန်တရားကိုသူမရဲ့မိတ်ဆွေတွေကပါဝိုင်းဝန်းဖုံးကွယ်ထားတာကိုသိလိုက်ရတဲ့အခါစုံမှုတယောက်နာကျင်မှုအမျက်ဒေါ်တာတဲ့အတူခင်မွန်းနဲ့တကွာပတ်သက်သူအားလုံးကိုရဲရဲဆက်ဆက်လက်စာချေဖို့ပြင်ဆင်ပါတော့တယ်အိမ်တော်ရေးရဲ့အမှောင်ဘက်နဲ့လူတဘာဝရဲ့ရှုပ်ထွေးမှုတွေကိုစိတ်တက်ကြစရာကောင်းအောင်ပုံဖော်ထားတဲ့အရန်လောင်ရတဲ့ဇက်ကာကောင်းပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်တွေနဲ့ကတော့မင်းသမီးကြီးကင်ရီရဲ့မင်းသားဘဟဲဂျွန်းမင်းသမီးဟန်ဆိုဟီရိုပါဝင်ထားပြီးတော့ rating နဲ့ကတော့ INDB 7.9 ထိရရှိရတယ်အသေးရစရာဒရမာဇက်ကာကောင်းကြီးပဲဖြစ်ပါတယ် 3 Sky Castleထိတ်တန်တက်ကတို့ရောက်ရေးဆိုတဲ့ရီမန်းချက်နောက်မှာတာသမီတွေကိုစိတ်တစားနေရုပ်တွေအဖြစ်ပြောင်းလဲပစ်တဲ့မိဘတွေရဲ့အမုန်းတရားဒီဇက်ကားလေးကတော့2018ခုနှစ်က JTBC ရုပ်သံလိုင်းကနေအပိုင်း20နဲ့ထုတ်လွှင့်ပြသခဲ့ပြီးတော့အာရှတလွှားမှာအလောင်ရဆုံးနဲ့လူပြောများဆုံးဖြစ်ခဲ့တဲ့လှုပ်ဝက်စမ်းကျဲဒရမာကာကောင်းကြီးပဲဖြစ်ပါတယ်ပထမပိုင်းမှာ rating 1.7 ရာခိုင်နှုန်းရရှိခဲ့ပေမဲ့ဇက်လန်ရဲ့ဆွဲဆောင်မှုကြောင့်နောက်ဆုံးပိုင်းမှာ23.8 ရာခိုင်နှုန်းအထိကိုခုန်တက်ကစံချိန်တင်နိုင်ခဲ့သလို Basin Award မှာလည်းဆု၄ဆုကိုတင်ပိုင်နိုင်ခဲ့တဲ့ဇက်လန်တွဲကြီးပဲဖြစ်ပါတယ်ဇက်လန်လေးကတော့စိုးမြို့နီးရှိချမ်းသာတဲ့ဆရာဝန်များနဲ့ပါမုခများတီးတက်နေထိုင်ရာ Sky Castle အမည်ရှိတဲ့အစိမ်းခံအိမ်ယာဝန်းကြီးအတွင်းကမိသားစုတွေအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်အိမ်ရှင်မတွေဟာခင်မွန်းတွေရဲ့အာဏာနဲ့သားသမီးတွေကိုထိတ်တန့်တက်ကတို့ဝင်ဆန့်ဖို့အတွက်တန်ပေါင်းများစွာအကုန်ကြခံကစာမှုပဲပညာရှင်တွေကိုငှားရမ်းကြပါတယ်ထိတ်တန့်ညှိနှိုင်းသူကင်ဂျူယောင်းကရောက်ရှိလာပြီးတဲ့နောက်ပိုင်းမိသားစုတွေကြားပြိုင်ဆိုင်မှုလိမ်လည်မှုနဲ့ကြေကွဲဝယ်လူတက်မှုလှုပ်ဝက်ချက်တွေစတင်ပေါ်ပေါက်လာတဲ့အခါကိုရီးယားပညာရေးစနစ်ရဲ့မှောင်မိုက်တဲ့အမှန်တရားကိုစိတ်မသက်မသာနဲ့ဆွဲလန်းစွာကြည့်ရှုရမယ်ဇလန်တွေကောင်းကြီးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်တွေနဲ့ကတော့မင်းသမီးယွမ်ဂျင်ဟာမင်းသမီးအီထေယမ်မင်းသမီးယွန်ဆွေယာတို့အပြင်နာမည်ကြီးတရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ rating အနေနဲ့ကတော့ INDB 8.4 ထိရရှိရတဲ့ကြီးကိုကြီးတင်တဲ့ဒရမာကားကောင်းလေးပဲဖြစ်ပါတယ်နံပါတ် 4 The Escape of the Sevenမူသားနဲ့လောဘတွေကြားတဲ့ကကလေးမလေးတယောက်ရဲ့ပျောက်ဆုံးမှုပြစ်ဆိုးတွေကိုဖုံးကွယ်ဖို့စ조사ကြတဲ့လူဆိုး9ယောက်ရဲ့တွေးဆွသောကစားပွဲဒီဇက်ကားလေးကတော့ပန်ဟောက်ဇက်လည်းရဲ့ဇက်ညွန်ရေးဆရာမကင်အုပ်စောရဲ့လက်ရဖြစ်ပြီးတော့ SBA ရုပ်သံလိုင်းကနေစီဇန်2ခုအနေနဲ့အပိုင်း33ပိုင်းထိထုတ်လွှင့်ပြသခဲ့တဲ့လှိုးဝက်ဆန်းကျဲတဲသေးရင်ဖို့ဒရမာကောင်းတစ်ခုဖြစ်ပါတယ်ဘတ်ဂျက်146.2 ဘီလီယံထိကိုအမြောက်များအသုံးပြုထားပြီးတော့ Wiki နဲ့ Premier Video တို့မှာနိုင်ငံတကာပြည်သက်တွေကြားထဲမှာလည်းရေပန်းစားခဲ့တဲ့ဇက်လန်တွဲလေးပဲဖြစ်ပါတယ်ဇက်လန်လေးကတော့ကျောင်းသူလေးဘန်ဒါမီပျောက်ဆုံးသွားခဲ့တဲ့အမှုနဲ့ဆက်ဆက်နေတဲ့လူဆိုး9ယောက်အကြောင်းပဲဖြစ်ပါတယ်ဒရမာထုတ်လုပ်ရေး CEO လူဆိုးခိုင်းသားဟောင်းအိုက်ဒေါဖြစ်ခြင်းသူဆရာဝန်နဲ့ရဲပဝင်အပြစ်ပေါင်းများစွာပြုလုပ်ထားတဲ့ဒီလူ9ယောက်ဟာလှိုးဝက်ဆန်းကျဲမီဒီယာလုပ်ငန်းရှင်မက်ထရူလီရဲ့ထိန်းချုပ်မှုအောက်မှာအသက်ရှင်ရင်ကစားပွဲတွေရောက်ရှိသွားခဲ့ပါတယ်ကိုအပြစ်ကိုဖုံးကွယ်ဖို့တယောက်နဲ့တယောက်တစ္ဆာဖောက်ရင်းနဲ့လက်စာချိမှုတွေတွေးဆုံတဲ့အလှည့်ကော့တွေကြားထဲကနေဘယ်လိုရုန်းကန်ကြမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ်ဇလန်တွဲလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေကတော့မင်းနာကြီးအန်ကီဂျွန်မင်းသမီးဖန်ဂျောင်းအွန်မင်းသမီး EUV တို့အပြင်နာမည်ကြီးတရုပ်ဆောင်များစွာပါဝင်ထားပြီးတော့
တော့ rating အနေနဲ့ကတော့ IMDb 7.5 ထိရရှိတာတဲ့လှည့်ကွက်ပေါင်းများစွာနဲ့အလောင်းကားကြီးပဲဖြစ်ပါတယ်ကျွန်တော်အခုပြောပြပေးခဲ့တာကတော့ K-drama လောကရဲ့အလောင်းရဆုံး K-drama ဇာတ်လမ်းတွဲလေးတွေအကြောင်းပဲဖြစ်ပါတယ်တငယ်ချင်းတို့အကြိုက်တွေ့ကြမယ်လို့တော့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တငယ်ချင်းတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်